ဆင်းတယ်ဆဲကားပြန်တော့ဆင်းတယ်နော်မင်းကိုနိုင်အောင်လို့လေဘေးရင်မေးပြီးရရချေပြီးတော့မင်းတက်တက်ပြန်လာခဲ့အောင်မယ်ဟဲမင်းသားလေးနဲ့ချိုးလိုက်တာဟဲအင်းယောက်ျားကြီးနဲ့ကွာပါလူမျိုးလုံးမနေမိလုံးမိမရခဲ့တို့ယောက်ျားတွေမင်းတို့အတွက်ဆိုကြိုးစားလုပ်ရမယ်ငယ်ပါငယ်ပါငောင်ငယ်နော်ကိုကြီးလာလေဒီဟာရော့အမနေရတဲ့ရွာအဲ့ဒီရောက်လို့နင်တို့ပို့ခိုင်းလိုက်တာအော်ဟုတ်လားမြို့ကျေးဇူးပဲလို့ပြောလာအောင်လားအဲ့ဒါရင်းပြပါကွာငါပြင်မနေဟာလာပို့ရတယ်ကိုကြီးကလည်းတခါတလေကိုညီမကြီးလာပို့ရတော့ပြင်မန်းနေတယ်ဩဒါနဲ့နေဟိုတမင်းစားပြီးဘုံရှင်စိတ်လေးပဲရှိတာစိတ်လေးအော်ခဏလေးညီမလေးယောက်ျားတောက်နေကြတော့ရှိရခင်ငါတောက်ဝင်ယောက်ျားရေယောက်ျားဗျာအေးမိမရေလာပြီအော်နေအောင်ယောက်ျားရဲ့စကြုံဆွဲစင်းအောင်ဒီမဲ့ကျမကိုကြီးကလေသူဆေးလိတ်တောက်ချင်လို့တဲ့အရှင်တောက်နေကြလေဆေးလိတ်ရှိရမလားတလေးလောက်ပေးလိုက်နော်မိမယောက်ျားတုံးစီယောက်ျားကလည်းကျမကိုကြီးဒါနဲ့ဘာဖြစ်နေရလဲတလိတ်လောက်လေးပိတ်တောက်လိုက်ပေါ့ပြီးရင်ကျမရှင်ပြန်ဝယ်ပေးမယ်ဟုတ်ပြီလားအေးဟုတ်ပြီအဲ့လိုပဲကိုကြီးရေတောင်းအောင်မကြိုးချင်ဘူးခါလေကြအပိုးကျွန်းချိုးပေးထားရသေးတယ်ကောင်းတယ်အမေတို့ကနေကောင်းတယ်မလားဒီကောင်းတယ်ဟာအင်းမရတဲ့နေ့ကိုလာအောင်တဲ့လာမယ်လို့ပြောရင်နော်ဟုတ်ပြီကြာလိုက်တာယောက်ျားရဲ့ဆွေးလိတ်လေးယူတဲ့ဥစ္စာကိုကြီးဒီဟုတ်ပြီဟိုကလည်းပြန်အောင်မယ်ဟုတ်ပြီပြေးပြန်နော်ပြန်တော့မလို့ရောပါဟုတ်ကဲ့ကဲမိမဘာလာပို့အသီးနှံနေပါယောက်ျားလက်လက်ဆက်ဆက်စားရတာပေါ့ပြေယောက်ျားသိထားလိုက်မိမရာမိမအမျိုးကြီးရှိယောက်ျားကိုမျက်နှာသားလေးနည်းနည်းလေးပေးပါဦးကွာယောက်ျားလည်းမိမအခုယောက်ျားဘာလုပ်နေတော့ဘာမှတော့မလုပ်ပါဘူးဒါပေမဲ့ယောက်ျားကိုအားနိုင်နေလို့ပဲနိုင်တာမဟုတ်ဘူးရှင်ကျမမချစ်ဘူးလားချစ်တယ်အေးလေချစ်လို့ရှင်ကျမအလိုလိုက်တာလေကျမရှင်ကိုနိုင်တာမဟုတ်ရှင်ကျမကိုရှော့ပေးတာပြီးတော့ကျမမျိုးတယ်လည်းတစ်ခါလီမလာတာပါရှင်ကအကဲပုံလုံးတယ်ညီမလေးဟောအားနေပြီမိုင်းဘယ်တော့ရောက်လာတော့မြို့ပြောမှအားနိုင်နင့်တူလေးကျရှင်လာကပေးရင်ဟော2000လောက်ရှိတော့မှာခင်ဗျားလည်းလောက်ပြီပြီးခဲ့တဲ့လအကျွေးတောင်မပေးသေးဘူးဒါနဲ့ဆိုခင်ဗျာ6000လောက်ရှိဟဲ့ငါပြန်ပေးမှာတသိန်းမပြည့်သေးလို့စောင့်နေတာပြောတာပဲကဲမိုင်းလည်းတော်လိုက်တော့ရှင်လည်းလေကျမရှင်ကိုဘယ်နှခါပြောထားမလဲကျမအမရဲ့ရှေ့မှာဆိုညနေဘူးကိုတတ်ထားပါဆိုမိုင်း2000မလားရော့ယူသွားတော့ပြန်ပေးဖို့လည်းစဉ်းစားအောင်နော်မိုင်းစဉ်းစားခိုင်းနေနဲ့ရင်လာအကျွေးတောင်ပြင်ရသေးရမို့ဒါနဲ့ဆို6000လောက်ရှိရှင်တော်လိုက်တော့လို့ပြောနေနော်ကဲမိုင်းရိုက်မှပြန်တော့ညီမတို့လည်းလုံးချက်ရှိရလောက်အောင်မတော့လုံးချက်ရှိဆိုတကယ်လားကျင်နော်အဲ့စိတ်တွေပဲငယ်တဲ့ရောက်နေနဲ့ဒါနဲ့ရှု့ကျမခိုင်းထားတဲ့ခမင်းချက်ပြီးပြီလားပြီးပါပြီဗျာငါတို့ကြလေချစ်စရာကောင်းလိုက်တော့နော်သမင်းလည်းချက်ပြီးသွားပြီဆိုယောက်ျားပကံတွေရောဆေးပြီးပြီလားပြီးပြီအကုန်ပြီးလိမ္မာလိုက်တဲ့ယောက်ျားလေးအားကိုးလိုက်ရတာလေယောက်ျားအဝတ်တရားရှော့ပြီးလားဟိုအဝိကတော့မင်းခေါ်လို့လာတာလေကွာလို့ပြီးအောင်မအောင်တန်လန်ကြီးကိုပါအဝတ်တော်မရှော့လို့မပြီးသေးလို့ရှင်ကျမဒီအဝတ်ရှော့ဖို့ဘယ်နှနာရီလောက်ချိန်ပေးထားမှာလဲရှင်ပြီးအိမ်သာလဲဆေးရအောင်မယ်ပြီးရင်ကျန်းနေတယ်တိုက်ရအောင်မယ်ရှင်ကျမဒီလိုမျိုးဘလို့အားကိုးမှာလဲမင်းရလဲမင်းကျူထားယောက်ျားကွာသိလားနော်နွားမဟုတ်ဘူးဘာမှန်နေရောရှင်ကျမကိုပြန်ခံပြောရပါလေဟဟလားရှင်ကျမအဲ့လိုပြန်ခံပြောနေမှာဆိုကျမအိမ်မှာဆင်းသွားမနေနဲ့ဒီအင်းရှင်နဲ့ဘာမှမဆိုင်ကျမမေမွေးပေးထားရင်ဆင်းခုဆင်းကဲရော့မင်းဟာယူထားနော်ဆင်းတယ်ဆဲကားပြန်တော့ဆင်းတယ်နော်မင်းကိုနိုင်အောင်လို့လေဘေးရင်မေးပြီးရရချေပြီးတော့မင်းတက်တက်ပြန်လာခဲ့အောင်မယ်ရှင်အဲ့လိုလားဆင်းနော်ကျမလည်းရှင်မရှိလေကောင်းလေပဲဆင်းတယ်ကွာအောင်မ 2 hours laterကိုတူရိန်ထွန်းဗျာလာရှင်လာပါအောင်ရှင်ပြောကျမအိမ်ရိတ်ကိုမနေမအောင်ဆိုကျမအိမ်မှာဆင်းမယ်ဆိုနော်ရှင်ရဲ့ဘေးရင်ဆရာကြီးကဘာလဲမိမနိုင်တဲ့ရက်တရားပေးလိုက်ပြီလားသူဘေးရင်ဆရာတော်မှသူ့မိမခိုင်းတာပြီးသေးဘူးဆိုအဲ့ဒါကိုပြောတာလေလောကမှာမိမအောင်နိုင်တဲ့ယောက်ျားဆိုတာရှင်မြင်ဘူးလားမမြင်ဘူးမလားရှိလည်းမရှိဘူးလေအဲ့ဒါကိုရှင်ထူးကျင်တယ်ဟဟလားနော်ရှင်ကိုကျမခိုင်းထားတယ်အိမ်လုပ်တယ်အကုန်ပြအောင်လုပ်မလုပ်လို့တော့ရှင်ဒီနေ့ညစာငတ်ပြရမှတ်လားမိမ